မောင်လေးမင်္ဂလာပါရှင် ဟုတ်ကဲ့မင်္ဂလာပါမ မောင်လေးရဲ့နာမည်ရဲ့အလောက်ကိုင်လေးရဲ့ကိုမိတ်ဆက်ပြပါအောင်ရှင် ဟုတ်ကျွန်တော်နာမည်ကတော့ခေါင်းခန့်စောပါအလောက်ကိုင်ကတော့အခုဒီကတော့ဒီ uni student ပဲရှိပါရဲ့ဗျ မောင်လေး University ဘာ major တက်နေရလဲရှင် ကျွန်တော် TU မှာပေါ့နော် ID major နဲ့ major နေပါတယ် မောင်လေးဒီ business model campus သင်တန်းကိုဘယ်ကနေတည်ပြီးတော့ join ဖြစ်တာလဲရှင် ဒီသင်တန်းကအရင်ကလည်းဒီဆရာစာတွေနဲ့သင်တန်းတွေအဲ့လိုတက်ပူးရပေါ့နော်အဲ့ရနေဆရာစာတွေနဲ့ဒီလိုသင်တန်းပေးမယ်ဆိုတော့လာ join ဖြစ်တာဗျ မောင်လေးက TU student ပြင်မဲ့ business ဘက်ကိုရောစိတ်ဝင်စားလား ဟုတ်စိတ်ဝင်စားရဗျအဲ့လိုပေါ့နော်ဒီ TU ပဲဘယ်လိုပေးကြပဲဖြစ်ပေါ့နော်အဓိကဒီစီးပွားရေးလောကကိုတော့မဖြစ်မနေသိထားတဲ့လို့ထင်လို့ဗျ မောင်လေးအခုဒီ business model campus သင်တန်းမှာမောင်လေးတင်သွားတဲ့ဒီ3ရက်မှာဘာသင်ခန်းစာကိုမမရရှိနေလဲရှင် ဒီတင်တန်းမှာတော့ဆရာရဲ့ lecture တွေကပေါ့နော်ဒီ BMC တွေက9 block ဆွဲတဲ့ဟာကိုလုံးဝလေ့ကျင့်ဖြစ်တယ် bright လည်းဖြစ်သွားတယ်ပေါ့နော်လုံးဝလည်းသိသွားတယ်ပေါ့ အခု share structure ဒီဆရာရဲ့ဒီတင်ရိုးတွေထဲမှာအခုတင်တန်းမှာပြောသွားတဲ့အထဲမှာပေါ့နော်မောင်လေးဒီလက်တွေ့မှာရောအသုံးဘယ်လောက်ထိချနိုင်မယ်လို့ထင်လဲ ဟုတ်ဒီတင်တန်းကိုတက်နေစဉ်မှာပဲပေါ့နော်ကျွန်တော်ဒီကိုပိုင် small business တွေဖြစ်တဲ့ online shopping ကိုလုပ်ဖြစ်တယ်ဗျpick and mix ဆိုတဲ့နာမည်လေးနဲ့ကျွန်တော် TikTok တို့ Telegram တို့မှာအခုလူငယ်တွေကြိုက်တဲ့ trending ဖြစ်တဲ့ blind box တွေရောင်းဖြစ်တယ်ဗျဒါတော့ဆရာသင်ကြားတာကိုတစ်ခါလေးလက်တွေ့လုပ်ချအသုံးချလိုက်တာပဲပေါ့ ဆိုတော့အဲ့ဆိုလက်တွေ့အောင်အသုံးချနေပြီဆိုတော့ဘယ်လောက်ထိရောမောင်လေးအတွက်အကျိုးမြတ်ရမယ်လို့ထင်လဲရှင် အကျိုးမြတ်ကတော့တော်တော်လေးအကျိုးမြတ်ရှိပါတယ်ကျွန်တော်အရင်ကလို့ပေါ့နော်ဟိုလက်တန်းရေဘူးကအရင်တော့လို့ရောင်းတာမျိုးမဟုတ်တော့ဘဲနဲ့ဒီတခြားလေးဆရာသင်ပေးရဲ့ BMC နဲ့ဒီဟာကိုတခြား design ဆွဲပြီးတော့မှဟိုရောင်းပြတော့ကြတော့ပို့ပြီးတော့ effective ဖြစ်တယ်လို့ထင်တယ်ဗျ အဲ့ဆိုလက်တွေ့မှာလည်းအခုတင်တန်းကိုအသုံးချနေပြီပေါ့နော် ဟုတ်ကဲ့ အဲ့ဆိုရင်ဆရာကိုရောဗာပြောချင်သေးလဲရှင် ဆရာကတော့ထွေထူးပြောစရာမရှိဘူးပေါ့ဒီလိုမျိုးအသိပညာတွေအမြဲတမ်းအဲ့လို sharing လုပ်ပေးနေတဲ့အတွက်ကတော့လုံးဝဒါကျေးဇူးပဲတင်ပါတယ်လေးလေးစားပါတယ်ပေါ့နောက်ပြီးတော့ဒီ GY အကြောင်းကိုလည်းဒီတက်မကပို့ပြီးတော့အောင်မြင်စေချင်ပါတယ် ဟုတ်ကဲ့အမတို့ကလည်းဒီတင်တန်းလေးကိုတက်ရောက်ပြီးတော့မောင်လေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင် ဟုတ်ကဲ့ကျေးဇူးပါ မောင်လေးအခုလုပ်နေတဲ့ small business လေးလည်း big business ဖြစ်ပါစေလို့အမဆုတောင်းပေးပါတယ်ရှင် ဟုတ်ကဲ့ပါဗျ ကျေးဇူးတင်ပါတယ်